in ကိုတော့မလားမသိဘူး at ကိုတော့မလားမသိဘူး in နဲ့ at နဲ့ခဏခဏမှားရဆိုရှင်ဒီဗီဒီယိုလေးအဆုံးလေးကြည့်လိုက်ပါဆိုတော့ဒီနေ့မှာတော့အချိန်တွေကိုဖော်ပြတဲ့အခါမှာသုံးလေးရှိတဲ့ preposition in နဲ့ at ကိုပေါ့နော်ဘယ်လိုမှန်မှန်ကန်ကန်ခွဲပြီးသုံးလို့ရလဲဆိုတာပြပြပေးသွားပါမယ်ပထမတစ်ခု in ပေါ့နော် in ကကြတော့အဲ့လိုအချိန်ကာလကြာရှည်ရဲ့အရာတွေကိုပြောတဲ့အခါမှာ in ကိုသုံးပါရဲ့ဥပမာဆိုရှင်စောင်းရသည်လိုမျိုးမနက်တို့ညနေတို့အဲ့လိုမျိုးတွေပေါ့နော်အချိန်နည်းနည်းကြာရဲ့longer period ပေါ့နည်းနည်းကြာရဲ့အချိန်တွေပြောတဲ့အခါမှာ in ကိုသုံးပါရဲ့ဥပမာ in winter in summer in the morning in the afternoon အဲ့လိုမျိုးသုံးပါရဲ့ at ကကြတော့တိကျရဲ့အချိန်တွေကိုဖော်ပြတဲ့အခါမှာသုံးတယ်ဥပမာဆိုရှင်9နာရီမှာ10နာရီမှာ at 7 pm at 8 am ဆိုတဲ့ဖြစ်ပေါ့နော်တိတိကျကျပြောချင်တဲ့အခါမျိုးမှာat ကိုသုံးပါရဲ့အလွယ်မှတ်ထားမှာက in ဆိုလို့ရှိရင်ပို့ပြီးတော့ကြာရှည်တဲ့အချိန်တွေကိုဖော်ပြတဲ့အခါမှာသုံးပြီးတော့ at ကိုကကြတော့တိကျရဲ့အချိန်တွေကိုဖော်ပြချင်တဲ့အခါမှာသုံးပါရဲ့ so thank you for watching